ချမောင်နေကပိုးတွေထိကုန်ချမောင်နေကပိုးတွေထိပါလေပဒီကောင်လေးလောက်ဝါနေ တော့စီးထိရတာ ဟင် တော်စီးထိတယ် ဟာဟိုချက်တော့လိမ့်ပေးထားလားမသိပါ ဒါလည်းဘူးစီးရတယ် ဘူးစီနေဘူးစီနေမဟုတ်ပါဘူးဒါပင်စိမ်းချက်ချင်းမင်းချမောင်မခုလားခုလေ မနာတော့မှာဒီမှာဒီရမ်းတယ် ပါပါယူရမယ် ဒါဒီမြန်တော့ပါယူပြီးတော့ဒါတော့ချမောင်ခုနေပါလေခင်ဗျာ ချမောင်ကြီးတရားချင်းနောက်လာဆို တော့ဆိုရင်3-5မြောက်စားပြီးပါခင်ဗျာနောက်လာအောင်နေပါဦးမလားသေးတော့ ဟိုချမောင်နေကတည်တော့အင်း ဆိုတော့မစိုးဘူးခါနော်တော်စားလိုက်ချမောင်ဟင်းညူချက်စားမယ်ဟင်းညူ ချင်တယ်ဟင်း မွေးတာနော် ပြင်စင်း